ရှေးဦးတပွဲစားပြီးဝိုင်းစီးကြဘယ်လောက်တက်မလဲ။ဤကြကွေးတစ်ချောင်းစားဝိုင်းစီးကြအဲ့လောက်ကစားပါတော့။ကိုကစီးကြတရားအောက်ကြရင်အလန်းပေးပါဆိုဖုန်းမှာ application တွေအလန်းတွေထမိနေရောနော်။ဟိုစီးကြတက်လူဆိုရင်လည်းကဲမင်္ဂလာပါနော်။ဆရာဒီ YouTube account channel ကနေပြန်ပြီးတော့ကြိုဆိုပါတယ်နော်။ဒီနေ့မှာတော့ယောဂတွေအကြောင်းအရင်တော့ယောဂတွေအကြောင်းပြောဖို့လေနော်။ဘယ်လိုကုသမလဲဘယ်လိုဆောင်ရှောင်နေပြဒီနေ့မှာတော့ဘာဖြစ်လဲဆိုတော့အစ်ပေါ်လာတဲ့နော် technology ပေါ့နော်ဤပညာတွေကစေပညာမှာဘယ်လိုအသုံးဝင်တာလဲနော်အတိ update ဤပညာလေးဘာတွေရှိလဲဆိုအဲ့ဒါလေးနည်းနည်းဆွေးနွေးပြမယ်နော်ပထမဆုံးအနေနဲ့ပြောရမှာတော့စီဂျူပေါ့နော်စီဂျူနောက်တော့စီဂျူတိုင်းနေဆိုရင်နော်အားလုံးသိပါတယ်ဂလူကိုမီတာဆိုတဲ့စက်ကလေးတွေနဲ့လက်ထိတ်ကနေပေါက်ပြီးတော့ဆက်မှာဖတ်တယ်ပေါ့နော်စီဂျူခဏကိုပေါက်တွေးရကစီဂျူဒါစီဂျူလူနာတော်တော်များများဒါလေးကိုသုံးခုပါရှိတယ်ဒါပေမဲ့အခုကအစ်စ်ဘာပေါ်လဲဆိုတော့ကြတော့အဲ့လိုတိုင်းတာတဲ့ဆိုင်နောက်တစ်မျိုးပေါ့နော်သူကဘာလဲဆိုတော့ glucose sensor လေးကိုအရေးများတယ်မှာဒီများတော့ဒီလက်မောင်းပေါ့နော် CGM လို့ခေါ်တယ် continuous glucose monitoring နော်သူက sensor လေးကိုလက်မောင်းထဲမှာမြုပ်ထားတယ်ဘိုက်မှာရတယ်လက်မောင်းမှာမြုပ်ထားလို့ရတယ်ပြီးသွားလို့ရှိရင်အဲ့ကနေပြီးတော့ခန္ဓာကိုယ်စီးကြိုတိုင်းပြီးတော့စီးကြိုတိနေတာပေါ့နော်ဒါဆိုဘယ်ထဲကတိုင်းတာလဲဆိုတော့ဒီ CGM ကတော့သွေးတွေကစီးကြိုတိုင်းတာတော့မဟုတ်ဘူးဆရာတို့ဒီခန္ဓာကိုယ်ရဲ့အရည်တစ်မျိုးဖြစ်တဲ့ interstitial fluid ဆိုတဲ့ cells တွေကြားထဲမှာနော်ကြားထဲမှာရှိတဲ့အရည်ကနေပြီး glucose ကိုတိုင်းတာသူလည်းအမှန်လားအသုံးပြုလို့ရလားဆိုရပါတယ်အသုံးပြုလို့ရတယ်နော်ဒါပေမဲ့အဲ့ဒီကျွန်တော်ဆရာတို့အရင်ဖောက်နေတဲ့စီးကြိုကတော့ဒီသွေးတွေကနေ glucose ကိုတိုင်းတာဒီကောင်ကျတော့ဒီ fluid တွေကတိုင်းတာပေါ့နော်ဒါဆိုသူကဘယ်လိုလုပ်လဲဆိုတော့ဒါစီးကြိုဘယ်လိုဖတ်ကြမလဲပေါ့နော်ဖတ်တာတော့ကျွန်တော်တို့ application ရှိတယ်ကြည့်လိုက်application နဲ့ပြီးတော့ဖုန်းမှာ application တွင်းတာအဲ့ဒီ application မှာဟိုကစီးကြိုတဲ့ရင် Bluetooth နဲ့ချိတ်ထားလိုက်ရင်လာပေါ်နေတာပေါ့နော်သူ့အားသာချက်ကဘာဖြစ်လဲဆိုတော့ continuous ဆိုတဲ့စကားအတိုင်းပဲသူကခန္ဓာကိုယ်စီးကြို24နာရီသူကတိုင်းမိတယ်24နာရီပတ်လုံးမနေ့နေ့လေညပေါ့နော်အဲ့ဒါပြီးတော့ဒီဖုန်းထဲကနေပြီးကိုယ့်ဖုန်းကနေပြန်ကြည့်လို့ရတယ်အဲ့တော့ကိုကလူနာတယောက်ကဘယ်အချိန်မှာစီးကြိုရလဲဘယ်အချိန်မှာစီးကြိုတက်လဲနော်ပြီးစားပြီးသွားရင်နော်စီးကြိုဘယ်လောက်တက်လဲအဲ့ဒါသိနေတယ်ပြီးရင်ဒီတဲ့ပို့သိနေတာဘယ်အစားစားပြီးသွားရင်စီးကြိုဘယ်လောက်တက်တယ်ပါ तू မှန်းလို့ရပါတော့ဥပမာထမင်းစားပြီးရင်ဘယ်လောက်တက်မလဲချီအိုတပွဲစားပြီးသွားရင်စီးကြိုဘယ်လောက်တက်မလဲဤကြကွေးတစ်ချောင်းစားပြီးသွားရင်စီးကြိုအဲ့လောက်ကစားပါတော့မှန်းလို့တယောက်ပေါ့နော်သူ24နိုင်စီးကြို profile ကိုကြည့်လို့ရတယ်ဘာမှဆရာဝန်တွေကြတော့ဘာအသုံးဝင်လဲဆိုတချို့လူနာတွေစီးကြိုထင်းရခက်တဲ့လူနာတွေပေါ့နော်အဲ့လိုလူနာဆိုတော့ဝင်ပြီးသွားရင်တိုက်အမျိုးစားတဲ့စီးကြို type 1 diabetes ပါဆိုရင်လည်းဆရာတို့ကတက်တယ်ပြီးသွားလို့ရှိရင်တချို့စီးကြိုတအားကြားတဲ့လူတွေနော်တအားကြားတဲ့လူတွေဆိုရင်ဘယ်အချိန်မှာကြားတယ်လဲဘယ်လောက်ကြီးကြားလဲနောက်စီးကြိုအရင်တက်တဲ့လူတွေမှာဆိုရင်ဘယ်အချိန်မှာတက်တယ်လဲဘယ်လောက်တက်လဲစတွေမှန်းပြီးတော့ဆေးပေးတဲ့အခါမှာဆေးကိုတိုးလျှော့နဲ့ညှိပြီးတော့ပေးလို့ရတာပေါ့နော်ဒီအားသာချက်လေးတွေရှိတာပေါ့နော်ဟုတ်ဒါဆိုတော့ကောင်းတာနေပဲပြောနေမကောင်းတာပါရှိလဲဆိုတော့သူကတခုရှိတာကခန္ဓာကိုယ်ထဲမှာအမြင်နော်တက်ထားတဲ့အတွက်ကြောင့်နည်းနည်း discomfort ပေါ့နော်နေမထိနိုင်အဆင်မပြေမှုတွေရှိနိုင်တယ်ပြီးရင်သူကအဲ့ဒီ sensor probe လေးကတစ်ခါတက်ထိုင်15ရက်ခံတယ်နော်15ရက်ပြင်တော့အစ်တော့လဲပေးရတယ်နော်ပြီးတော့စက်ပစ္စည်းဖြစ်တဲ့အတွက်ကြောင့်နော်ဟိုဒီ date 15ရက်နီးကနေပဲဖြစ်တဲ့အခါမှာဆိုရင်တစ်ခါတလေအဲ့ဒါလေးရှိနိုင်တော့ကြတော့ဟိုပုံမှန်ဖောက်နေကြ glucometer လေးကလည်းလက်ထဲမှာ in hand တော့နော်စောင်းထားတင်တယ်နော်ဒါကြီးပဲဒီတစ်ခုလည်းပဲဖောက်ဆိုတော့လည်းမရဘူးပေါ့နော်ဒီလိုအတိတ်ပေါ်လာတာစီးကြိုဟာလေးလို့ရှိတယ်တချို့နိုင်ငံခြားမှာဆိုရင်တော့ဘာဖြစ်လဲဆိုတော့ဒီအဲ့ဒီ CGM ဆိုတဲ့ set ပေါ့နော်ဒီ set နဲ့ဘာနဲ့ဆက်ချိတ်ထားလဲဆိုတော့ခန္ဓာကိုယ်မှာ insulin pump နဲ့မှာဆက်ချိတ်ထားတာ automatic brake ဒီဘက်က pump ကနေပြီးတော့စီးကြိုတက်လာပြီဆိုဒီဘက်က insulin က auto ဒီဘက်ကထွက်ပြီးသားကိုကဘာမှသိစရာမလိုပြင်ရတယ်နော်ဟိုစီးကြိုကျလာပြီဆိုရင်လည်း short အဲ့လိုမျိုးတွေအဆင့်ထိပါသွားလို့ရတယ်ဒါပေမဲ့ခါမှချက်ရတယ်ခန္ဓာကိုယ်မှာတက်ထားတာပေါ့နော်သူကတက်တဲ့ခါမှာအခလေးနဲ့တက်ပြီအဲ့ကတော့ပြီးတော့ပြန်ထုတ်လိုက်တာဘာဖြစ်ဒါစီးကြိုနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါအခုနောက်ပိုင်းတစ်ပေါ့နော်အားကိုကဆိုဘာဖြစ်ဖြစ်ဒါလေးအသုံးဝင်လို့ယူဆရတယ်ပြီးတော့သူ့အခါမှာဟိုက application နဲ့သုံးတဲ့ကြောင့်ဘာတွေထူးခြားလဲဆိုတော့စီးကြိုကအလမ်းလောက်ထားလို့ရတယ်ကိုစီးကြိုချိန်လိုက်ပေါ့200ကျော်ရဲ့လမ်းပိတ်ပါဆိုဒီထမိနေအဲ့လိုမျိုးပေါ့နော်ကိုယ့်ရဲ့ဒီစီးကြိုကြားတဲ့ဟာတွေကိုလည်းချက်ချင်းတော့သိနိုင်တာပေါ့နော်သိနေတာပေါ့ဒါပေမဲ့တစ်ဖက်ကလည်းဟိုတစ်ဖက်ကစဉ်းစားကြည့်ရင်လူတယောက်ကကိုယ့်ရဲ့စီးကြိုရောအများကြီး24နာရီချိန်နေတော့စိတ်ထဲမှာတော့တမျိုးတော့ဖြစ်နေမလားပေါ့နော်ပြီးတော့အလန်းတွေတောက်ချောက်မြင်ရင်လည်းစိတ်အနှောက်အယှက်ဖြစ်ကြတယ်ရှိကောင်းရှိနိုင်တယ်ပေါ့နော်
ပြောများတော့ဒါလေးကတော့ဆရာကအခုအစ်စ်ပေါ်ရဒီနီးပညာပေါ့နော်ဟိုအကြောင်းပြောပြပေးတာဖြစ်ပါတယ်ဒါပေမဲ့ပုံမှန်ဒါပေမဲ့တခုသူ့မကောင်းတာဘာဖြစ်လို့လဲဆိုတော့ဈေးနှုန်းကတော့ပုံမှန်ဟိုဂလူကိုမီတာတော့များမှာပေါ့နော်ဈေးတော့များကောများနိုင်တယ်ဒါကြောင့်ပုံမှန်ဂလူကိုမီတာလည်းစောင်းတော့စောင်းထားတင်တယ်ဟိုကလုံးဝလွတ်ပြရမယ်လို့မဟုတ်ဘူးပေါ့နော်ကဲဟုတ်ပါပြီကဲအခုလိုမျိုး update knowledge တွေကိုလည်းဆရာဆက်ပြီးတော့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကြည့်ရှုတဲ့အားလုံးလည်းကျေးဇူးတင်ပါတယ်မင်းမြန်းချင်ရတဲ့ဒီအောက်ကနေပေါ့နော် comment box မှာနေပြီးတော့မင်းမြန်းထားလို့ရပါတယ်ဆရာအားတဲ့ခါမှာအလင်းတင်လို့ပြန်ပြီးတော့ဖြေချပေးမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်